ဂတိပေးထားတဲ့ပြည်ကိုစုံစမ်းဖို့အတွက်မောရှေကတရှိုး12ယောက်ကိုစေလွှတ်ခဲ့တယ်တရှိုး10ယောက်ကသူတို့တွေကိုငါတို့နိုင်မှာမဟုတ်ဘူးလို့ပြောကြပေမဲ့ယောရှုနဲ့ကာလက်တို့ကတော့ဖျားသခင်ရဲ့ကူညီမဆာခြင်းနဲ့ကျွန်တော်တို့အနိုင်ရနိုင်ပါတယ်လို့ပြန်ပြောကြတယ်ကြောက်ရွံ့နေတဲ့ဒီလူလူကြီးကတရှိုး10ယောက်ရဲ့စကားကိုပဲယုံကြည်ကြတယ်ဒါကြောင့်ဖျားသခင်ကယောရှုနဲ့ကာလက်တို့ရဲ့သားသမီးတွေပဲဂတိတော်ပြည်ကိုဝင်ရမယ်လို့မိန့်တော်မူခဲ့တယ်တောထဲမှာနှစ်ပေါင်း40လုံးသွားလာပြီးနောက်ဆုံးမှာတော့ဖျားသခင်ဂတိပေးထားတဲ့ပြည်ကိုဝင်ရောက်ရဖို့အချိန်ရောက်လာပါပြီယောရှုဟာယေရီခေါမြို့ကိုစုံစမ်းဖို့တရှိုး2ယောက်ကိုစေလွှတ်လိုက်တယ်ဒီတချို့2ယောက်ကယာခဆိုတဲ့အမျိုးသမီးနဲ့တွေ့ပြီးသူ့အိမ်ကိုဝင်ကြတယ်မြို့ကလူတွေကသူတို့ကိုဖမ်းဖို့လာတဲ့အခါယာခကသူတို့ကိုမြို့ရိုးအောက်ချပြီးလွတ်မြောက်အောင်လုပ်ပေးခဲ့တယ်သူတို့2ယောက်ကလည်းယာခရဲ့ကျေးဇူးကြောင့်ယာခနဲ့သူ့ရဲ့မိသားစုတွေကိုအသက်ချမ်းသာပေးမယ်လို့ဂတိပေးခဲ့လိုက်တယ်ဣသေလလူတွေဟာယော်ဒန်မြစ်ကိုဖြတ်ကူးကြတယ်သူတို့ဖြတ်ကူးတဲ့အချိန်မှာယေပရောဟိတ်တွေကပဋိညာဉ်တစ်တာကိုထမ်းပြီးရှေ့ကနေဥဆောင်သွားကြတယ်သူတို့ရဲ့ခြေဟာရေကိုထိလိုက်တာနဲ့ချက်ချင်းပဲရေစီးတာရပ်တန့်သွားတယ်သူတို့အားလုံးလဲ၆တွေ့တဲ့မြေပေါ်ကနေမြစ်ကိုဖြတ်ကူးသွားကြတယ်နောက်ပြီးယေရိခေါမြို့နဲ့သူတို့ရင်ဆိုင်ရတော့မယ်ဘုရားသခင်ကယောရှုကိုယေရိခေါမြို့ကိုတရက်တစ်ကြိမ်6ရက်တိတိလှည့်ပတ်ပြီး9ရက်နေ့မှာတော့9ကြိမ်တိတိလှည့်ပတ်ရမယ်တဘိုးမှုတ်ပြီးအော်ဟစ်ကြပါတတိုင်းကြီးပြိုလိမ့်မယ်လို့ပြောခဲ့တယ်ယောရှုကထာဝရဘုရားကိုယုံကြည်အားကိုးတယ်သူဟာဘုရားသခင်ခိုင်းတဲ့အတိုင်းလုပ်တဲ့အတွက်မြို့ရိုးတွေပြိုလဲကုန်တယ်ဒါကြောင့်သူတို့ကယေရိခေါမြို့ကိုသိမ်းပိုက်လိုက်ကြတယ်ယာခတ်ကိုတော့အသက်ချမ်းသာပေးခဲ့တယ်ဘုရားသခင်ရဲ့လူတွေကဂတိတော်ပြည်ကိုစတင်သိမ်းပိုက်ကြပါတော့တယ်